မင်းပြောမယ်နော်မင်းကအခုအဲ့လိုမျိုးအခု3ရက်လောက်နဲ့လာပြီးတော့မင်းပြန်လို့မပေးဘူးနော်နေဒီလားဟုတ်တော့ပေါ့လားအေးမင်းအခက်ရာရှိတယ်လာမအခုနောက်ကောင်လာမတော့ပြန်လို့ပေးမယ်တိုင်ရင်မှုတို့ဘာတို့ရဲတော့မြက်ခေါင်းလူအဲ့ဒီတိုင်ရင်မှုတော့လက်ကတို့ရဲ့ပြန်လို့ပါလားဟုတ်လားလုံးနေနော်မလုံးโอเคโอเคမလုံးပါတည်းဟာမလုံးရခပါတည်းဘာလို့မလုံးတရားတန်ချက်ဖြစ်အောင်မလုပ်ပါနဲ့ဒီမဲ့ငါတကယ်ကြီးတရားတန်ချက်ဖြစ်အောင်လုံးပါအဲ့ဒီမှာမလုံးတဲ့ဂျုံလုံးလုံးရပြောလို့ရပါဘူးအမိုးရဆန္ဒနဲ့ဘယ်လိုလာတာလုံးတော့မလုံးဘူးလေဒါပေမဲ့ခိုင်းနေမှာသူပြောတဲ့ကြီးတွေလည်းရပြောရဲ့အားတွေကိုလိုက်လို့လုံးလို့ပြောတာမသူတို့ထိတယ်ပြောလို့ပြောလို့ပြောဝိုင်းနေတာတွေ့ရတယ်ပါအဲ့ဒီကောင်းပါလားဟုတ်လားရေတောင်းလားဟောရေတော့တိုက်တယ်ဗျာရေတိုက်ပါကိုသားကျင်လည်းကိုကျွေးကိုသားမလားချာရခဲမလားတော့ကျူးနေတယ်ကိုသားမထိုင်ကိုသားစားအားလို့ပြောမလုပ်ထားဘူးဘာမှတော့စားရပြီးတော့ဘာလို့စားရစားတို့အမဘာနဲ့ခါနေလဲစားရင်ကျွေးလိုက်ဆွေးတောင်းပါဟောရေတောက်ချင်တာဆွေးတောင်းလားရေတောက်ချင်ရေဘူးပါလားပါတယ်ဒီမှာပါတယ်ရေပါတယ်ရေမတန်ဘူးပြရတယ်ကိုတော့ရေတောက်ချင်တာဘုသူကိုစားပါသူကိုစားနေတယ်ဘူးနေလားသေးပဲကြောင်ရေတိုက်ပြီးကိုးပြလိုက်ပါရပါရေစားတယ်အဲ့ဒါမတိုက်တော့ကောင်းပါလားစားရည်ရကြဟိုတော့ဒီလိုလုံးကိုစောင့်နေတဲ့ပြည်သူတွေလည်းဖြစ်တယ်ဒီတိုင်းလုပ်ကြည့်ရခေါ်သွားမယ်ဆိုရင်အလုပ်ကလည်းတကားအလုပ်ပြန်တော့ထဲပြန်တော့ထဲပဲလကားဖြစ်တော့ဘာမှမသိတော့ဘူးအဲ့ဒါဟုတ်ဒီလားဒီလားမသိတော့ဘူးတဲ့ဆိုပြီးရဲ့အဲ့ဒါနဲ့ဒီမဟုတ်ဒီဘက်အောင်လူချောင်းလူချောင်းအင်းအော်အလေးနာပါဒါအခုတကယ်ကြီးဖုန်းနံပါတ်လားအခုလွတ်သွားတဲ့လူတွေဖုန်းနံပါတ်ပါလားပါပြောတာခေါ်ပဲဖုန်းနံပါတ်ကိုဝါးမှာခေါ်မှာရှိတဲ့ဟာတွေကိုခေါ်ကြည့်လိုက်အခုသူတို့ဖုန်းနံပါတ်ထဲမှာရှိတယ်ထဲကိုခေါ်ကြည့်လိုက်ရှိတယ်ကိုယ်နဲ့တူလာတဲ့လူတွေဖုန်းနံပါတ်ဘယ်သူဈေးမှာရှိလားနောက်ဆုံးမိနစ်ကိုကြည့်လိုက်နောက်ဆုံးမိနစ်ကိုကြည့်လိုက်နောက်ဆုံးခေါ်ထားတဲ့မိနစ်ဘယ်နာရီဘယ်နာရီလဲကျွန်တော်လဲကြည့်ချစ်တဲ့ကိုလည်းအားလုံးအားလုံးတမဟောတက်ကတက်ကိုလမ်းကြောင်းနေတယ်အခုလည်းကျွန်တော်တို့တနားရဲ့ဘယ်လိုကူငါလူမင်းနဲ့ပါလာတယ်တငယ်ချင်းလေလွတ်သွားတဲ့လူသူတို့ဖုန်းပါလားပါလားဟုတ်ပါဖုန်းလည်းပြောပဲမင်းသက်တာမှာမင်းမြန်လွတ်လို့ရတယ်ဟိုကလည်းဖုန်းနံပါတ်လေးငါတို့လည်းမပြင်မှန်းတော့ဟုတ်လားမင်းတန်နဲ့ပြောဟုတ်ပါတယ်သူတက်ကတော့တက်ကမှန်ပါတယ်မဟုတ်ပါဘူးသူ့တန်ငယ်ချင်းလွတ်နေတဲ့တန်ငယ်ချင်းတွေငါပြောတာအဲ့ဖုန်းကိုခေါ်ခိုင်းလိုက်ကိုမလားမင်းကိုမလားခေါင်းလေးကိုโอเคပါဒီစနေလည်းဘုံနဲ့တူတယ်ဖုန်းနံပါတ်ပြောတယ်လားခေါ်လိုက်မယ်နော်အခုခေါ်လာဒူးနဲ့ခေါ်လာပြောလိုက်တော့တော့မပြောနဲ့ဖဲကွာဘေးလို့ချစ်တော့ချိုးလိုက်တယ်ကြိုက်တဲ့ကနတ်နဲ့လာတယ်မလုံးနဲ့ပုံစံဘက်ကစပ်ပြီးတော့လာတဲ့တူလို့ပြန်ယူဒီမှာဟိုမှာရောက်နေပြန်ရောက်နေတယ်ဒီရောက်ပေါ့အဲ့လိုဆက်ပြောမှဆိုဟုတ်တယ်အဲ့ဒါဆိုကျွန်တော်လည်းစိတ်ကြပြီခင်ဗျားကိုလည်းကျွန်တော်ပြန်လုပ်ပေးမယ်ဟုတ်တယ်နော်ဘာလို့ကျွန်တော်လည်းကျွန်တော်စိတ်မစားတယ်မှာသူတို့ကလည်းဒီလိုသွားနေမယ်ဆိုကျွန်တော်လည်းတရားတွေရှုပ်ကုန်လူတွေကကောင်းကောင်းအိတ်လို့မရအောင်နော်တော့ကမပေးနေဘူးမင်းတရားရောက်ဖုန်းတော့မင်းမမမိဘူးမင်းမမိမဲ့ဖုန်းနံပါတ်ပြောခိုင်းတော့မင်းတငယ်ချင်းမင်းခုတွားတဲ့တငယ်ချင်းရဲ့ဖုန်းနံပါတ်တရားဖုန်းနံပါတ်ခုခင်ဗျားလည်းသူ့လာတဲ့တငယ်ချင်းမဟုတ်ကျန်တဲ့လူဖုန်းနံပါတ်ကိုပြောမှတ်မိလား
အခုပြောတယ်ပိတ်ထားတာအဲ့ကောင်ကခေါင်းနဲ့ကိုယ်နဲ့နဲ့တူလာတဲ့ဖုန်းနဲ့ပိတ်ထားတယ်မေးတယ်ပြောပါမို့ပိတ်ထားတယ်တောင်းရတယ်တော့လက်မပါတန်းနဲ့နော်ဘာမလို့နဲ့ပါကျွန်တော်ပြောနေတဲ့တခါလေးကိုကျေးဇူးပြုတော့ခဏလေးနားထောင်ပေးပါနော်သူမေးခဏတော့မေးတဲ့ဥဒ္ဒါလန်ကိုသူပြေရရင်လည်းသူ့တော့မှလည်းဘာမှအကျိုးမရှိဘူးတယောက်လာရင်တစ်ခါမေးမယ်တယောက်လာရင်10ခါမေးမယ်10ခါလာတော့10ခေါက်ပြေတော့ခင်ဗျားတို့စိတ်ထဲမှာမကျေနပ်ရင်သူ့ပေါ်မှာဒေါသရှိတယ်အဲ့တော့ခဏလို့ပေါ့တိတင်တာလည်းတိပြီးသွားပြီတားတင်တာလည်းကြားပြီအဲ့ပေါ်မှာပဲနေပေါ့သူ့ကိုခဏကြောက်တော့မယ်သူကြောက်တော့ပြီဟုတ်တယ်နော်အဲ့တော့ခဏလေးသူ့ကိုစောင့်ပေးလိုက်ပါသူတို့လည်းသူတို့ထဏလူကြီးလာမယ်လူကြီးလာရင်ကျွန်တော်တို့ကောင်းကောင်းမွန်အပ်ပေးမယ်ဒါပေမဲ့နောက်တစ်ခုပါလဲဆိုတော့သူလည်းလူပဲကျွန်တော်လည်းလူပဲလူချင်းမှာသူ့ကိုကျွန်တော်ကြိုးတုပ်ထားပြီအဲ့ထဲမှာကျွန်တော်ရိုက်မယ်နှက်မယ်ထိုးမယ်ဆိုကျွန်တော်လူမဟုတ်ဘူးပေါ့ဟုတ်တယ်နော်ကျွန်တော်ရိုက်เสียလည်းမလို့နှက်เสียလည်းမလို့ဟုတ်တယ်ကိုဟုတ်လားသူလည်းလူပဲကျွန်တော်လည်းလူပဲအဲ့တော့သူ့ကိုခုမေးတယ်ကိုပါစားခြင်းလဲဘာတောက်ခြင်းဟုတ်တယ်နော်ကျွန်တော်ရေတောင်းခြင်းကျွန်တော်ရေတိုင်းမယ်ခမကွန်စားခြင်းကျွန်တော်ကွန်ကျွေးမယ်โอเคဒီနားလေးမှာလူကောပြီးနားမှာနော်အဲ့တော့နားလဲပေးပါဟုတ်နော်ဘာဖြစ်လို့လဲဆိုတော့ခမညောင်းလို့ကျွန်တော်လည်းညောင်းမယ်ခမတော့မတက်ရရတာကြည့်ဟုတ်တယ်မှာဒီဘက်ကိုပါလို့တော့ကိုပြန်မှာကိုပြန်နေကိုသွားယူတော့ရမှာတော့ကောင်မလေးကြီးလားဝေးကိုတော့ဖားလို့တောင်းတယ်ဟောက်မယ်ဟုတ်တယ်အဲ့တော့ကိုနှစ်ယောက်ကပဲကိုလေးတော့တော့မယ်ဟုတ်ကိုရောက်တော့ခုညကိုသွားလိုက်ပါတော့နေနေပြီးဘုံလုံးပြန်လာပြီးတော့ပြန်မရသေးလို့လမ်းမှာတက်မှာနားနေရတယ်ရင်းနှံထွက်မှန်လားခင်ဗျားပြောရမယ်ခင်ဗျားတက်ရအောင်ရောဘာနေလဲခင်ဗျားထွက်မရဘူးကြည့်ရအောင်လည်းမင်းကြည့်စေးတူလာကျန်တယ်ဟုတ်လေးမြိုင်းနေတယ်ဟာဒီကောရိုင်းခေါင်းလာရိုင်းမှာဟုတ်ပါKira, kira sama kayak kira, kira lah sama. Kira,စားရတယ်ဟုတ်တယ်စားရတယ်ဒါရိုးရိုးကြီးခဏတိုင်နေလို့ဒီငယ်ဘလို့စိတ်နဲ့နေပါတဲ့ကိုကြောက်လာပြောချင်ဟေးတော့ကြာနော်တော့ရှောက်ပြောတာမျိုးမျိုးပဲဒီကပြောပါတယ်ကျွန်တော်ဘုန်းကြီးကကျွန်တော်မြင်ရတယ်မင်းမဟုတ်ဘူးဟုတ်ရပြီအကိုရပြီမပြောတော့လေကျွန်တော်ဘုန်းကြီးကငါပရိုဖိုင်နဲ့ကျွန်တော်ကြည့်တော့မခင်ဗျားပရိုဖိုင်ထဲမှာလေဟောရေးတရလေခုနကပရိုဖိုင်ကျွန်တော်ကြည့်ရေးတရဘယ်လိုကြည့်ခင်ဗျားတို့တော့လည်းဒီမှာပုံဒီမှာရှိကျွန်တော်တို့အပ်ပြီလားဟမ်ဘောတရလေးတကောင်လုံးပါအပ်ပြီလားနောက်ပြီးတော့မဟုတ်လေကျွန်တော်မနဲ့အပ်ပြီအကုန်လုံးဒီမှာရှိတယ်ရေးတရရေးတင်လို့ပရိုဖိုင်နံပါတ်လေးခေါ်ပါတော့သူတို့ကြီးကလူကြီးခေါ်မှာပေါ့ဗျာခေါ်လာနော်တို့အရာရှိပါမှရငါတို့ကလည်းမင်းနေတာဒါကြီးပဲအကြောင်းထိုက်တော့နေတာခဏလေးစောင့်မမင်းနဲ့တော့ရှိတော့ငါတို့ကသူ့တာဝန်ယူမလားသူ့ထောက်ခံကြသူ့ရဲ့ဓာတ်ပုံတွေကငါတို့ယူထားမှာဘလို့ငါကပြပေးတာပြင်ပြန်လိုက်ယူတယ်နော်ကောင်းကောင်းဒီတော့ပါဒီလောက်တယ်နော်လောက်နေနော်ဟမ်မြေနာကိုกินနော်
မျက်နှာဟုတ်တယ်တော့တော့တောင်းတယ်မင်းဟိုကြည့်လိုက်လေမင်းသူများမင်းမလို့နေမှာမင်းမျက်နှာ ရတဲ့ဟိုအပြက်ပေးမထားနဲ့နော်ဘူးစီမှာ ရေးနေတယ်ခဏရေးရေး ရေးပြလာတယ်မှာပုံယူမှာနော်မင်းတော့မယူပြနိုင်တော့နော်မင်းတော့မယူပြနိုင်တော့ပြောတာနော်မင်းလို့မင်းမသိရင်သဘောပေါ့တယ်နော်တိုးတယ် မနှုတ်ကောင်းတယ်ပြီးပြီးပဲတော့တာပေါ့မဆိုင်တာမမင်းမဆိုင်တာမမင်းအဲ့ဒါတွေမမင်းနဲ့အဲ့ဒါတွေမင်းရောဒီနေရာတော့လေ အဲ့ဒါကြီးပဲပြည်တယ်ပြန်အဲ့ဒါပဲပြန်တယ် တောက်ကြလည်းမလို့ဘာမှမလို့ တော့တော့ဆက် မင်းရောတောင်းလို့တော့တာကျွန်တော်ရပေါ်တာတောင်းရင်က စင်သား ကျွန်တော်ပြောချင်တယ်ကျွန်တော်53ပါပြည်ပြီးအားလုံးတောင်းရင်ဥပဘောတောင်းမြူးမလား ရေကလေးအေးတာမတိုင်းနဲ့လို့ရတယ်ခေါင်းစစ်သားဆိုဒီကောင်မောပန်းခံနိုင်တယ်မတိုင်းနဲ့ဟုတ်တယ်ဟုတ်တယ် ဟိုအားပြောဟောမင်းသိလိုက်ကိုပဲပုံလိုက်တာဟုတ်လို့မဟုတ်လို့ဒီကောင်စစ်သားမှတော့မောပန်းခံနိုင်မတိုင်းနဲ့လာမှမလို့ရောက်ကဟိုလိုက်တော့ချက်တော့ကျွန်တော်တို့ကြည့်လိုက်မယ်ဘုဖနာစီးတဲ့အရာမှမဟုတ်ဘူးစစ်သားငါတို့အပုံကြည့်ပြီးပြီသူ့ရဖိုင်နဲ့လည်းကြည့်ပြီးပြီဝင်ပြီးပြီဖိုင်လုံးလိုက်မယ်အခုမအဘူးငါတို့လာပါငါတို့ရောက်ကလူအားလုံးခေါ်မယ်သဘောဆိုင်လာပြီးမှငါတို့အဘူးခဏကြိုက်ပြီဘယ်လိုအဲ့လို ခြေတော်တွေကလည်းမကိုခိုင်းနဲ့ဖြောင်းခိုင်းတယ်ရတော့ကိုကြီးပဲဟိုအဲ့မှာပြော လဲမလာသေးဘူးနောက်ကိုထားအောင်ပါ မနေ့ကထား ထားပြီးတော့သူပြေးပြီးလို့သူတို့စီရထိုင်တော့ကျွန်တော်တို့ပုံသက်ခေါ်မယ်ကျွန်တော်တို့ရောက်ကွက်ကလူအားလုံးခေါ်မယ်ကျွန်တော်ရောက်ကွက်တော့မှဖြစ်သွားတယ်အဲ့တော့ခင်ဗျားတို့ရှိသူတောင်းဝင်ခိုင်းတယ်ဟုတ်ပါတယ်ကျွန်တော်ရှိမှသူ့ဘက်ကဘုံမူးလိုက်ဘုံမူးရဲ့ဗီဒီယိုဖိုင်ယူမယ်သူလားခေါ်တယ်သူလက်မှကျွန်တော်အပ်ပေးဟုတ်တယ်နော်ကျွန်တော်ရဲစကန်လည်းမအပ်ဘူးတို့မှမအပ်ဘူး ဘာမှလုံးမလို့ဘူးဒီမှာဟုတ်တယ်ဒီချိန်မှာလုံးမလို့ ဟုတ်တယ်အခုညအေးရဲပြတာအားလုံးပြတာဟုတ်တယ်နော် တရက်တည်းမဟုတ်ဘူးနော် ဟုတ်တယ်နော်အဲ့တော့အားလုံးပြတာအေးပြတယ်အဲ့တော့သူတို့ထိုင်တာလာခေါ်မယ်အခုသူတို့မေးမယ်အားလုံးကကျင်းနေတဲ့ဟဲ့ပေးလိုက်ဆိုငါတို့ထည့်ပေးလိုက် ဒီနေ့ဒီနေ့ဒီပုံစံကိုမျက်နှာကိုပြောင်းနေတာဒီမနေ့ပြောင်းနေတာဆိုတော့ဒါပေမဲ့ပြောင်းနေတာဆိုတော့မင်းဌာနကလူတယောက်ကိုဘုန်းနဲ့မရှိရမှာလား ဝဲပါဖြောက်ထားတယ်ခြေတော့ဖြောက်ထားတယ်ရောက်အေးဖြောက်တာမဟုတ်ပါဘူးကြောက်တယ် လူချီထားတယ်မလို့ပါနဲ့အပေါ်ပါပဲကြောင်းတာ အလုံးနဲ့မပြောနဲ့သူ့ကိုတရားတယ်ပဲသူဝဲလို့တရားကလို့ဒုက္ခပေးတာတရားကလို့ဒုက္ခပေးဖို့လာတာပဲအေးလို့ တယောက်ကမဟုတ်ဘူး အကုန်လုံး အများလုံးအားလုံးဒုက္ခရက်ကွက်တန်ဒုက္ခ ဒုက္ခဒုက္ခပေးငါတို့ကသူတို့နဲ့ဒုက္ခပေးသူတို့နဲ့အလားတကမတူဘူးလားဟုတ်တယ်နော်ငါတို့သူတို့နဲ့အလားတကတူကြမလို့ဘူး ကိုယ်ဆိုင်ဥပဒေနဲ့ဒီလိုချနေတာ မလုပ်ပါနဲ့မလုပ်ပါနဲ့မလုံးနဲ့အဲ့ဒါလည်းမလုံးနဲ့ မလို့ရအောင်ရောက်အဲ့လိုကြီးရောက်ရောက်မလုပ်ပါဘူးအဲ့ဒါမလုပ်မနဲ့လုပ်ပါနဲ့များတယ်ဟောဒါကြီး ကိုယ်တို့တော့မှနေ ဟဲ့ဒီတိုင်းသေသွားမှာသေသွားမှာလုပ်ပါမင်းတို့ပေါ့မလုပ်နဲ့မတော့ပါဘူးခေါ်တယ်မတော့ပါနဲ့မလုပ်နဲ့လို့ဟဲ့ဆောင်းနေဆွဲလာမလုပ်ပါဘူးဆွဲလာဟုတ်ဒီကိနေမကောင်းဘူးလေဝါမဟုတ်ဘူးဝါမဟုတ်ပါဘူးဆွဲလာလိုက်ကြောက်တယ်ဆွဲလာလိုက်တော့ကြမှာဆွဲကြမှာလူဗျာဟဲ့လူဗျာကတိကျလို့ကျိုးကျိုးလိုက်ရည်တိတ်တော့ပါဘာလာတဲ့အဲ့ဒါမလုပ်တော့လည်းနည်းနည်းတော့ရှော့လိုက်ရှော့လိုက်ရှော့နေရှော့ပေးတာရှော့ပေးပါလူရဲ့သူလည်းသူရဲ့ခေါ်လာပြီးတော့ဒီလူလုံးလည်းကြီးနော်ဒီငါဘာမှမလုပ်ချင်တာမင်းဒီကမပြေနေလို့ကြောက်ကြီးနေအားလုံးမလုပ်ဘူးဘယ်ကောဘယ်တော့တက်တော့မဟုတ်ပါနဲ့ပါမင်းလေတော်တော်ကိုရညီဟုတ်ပါဘူးသူကြီးတို့ပြောတယ်ဘုတော့အရင်မကြည့်ဘူးဘုတော့နိုင်တော့ဒါရအပါဟာချင်းဒီမသိဘူးလားတိကျထိုးလိုက်တယ်ဒါမလို့ပါနဲ့အားလုံးရချင်းနေတယ် သွားကြပါတော့ဒီလိုဝင်ကြတာဒီလိုဝင်ကြတာဒီလိုလားညိုင်းပါလို့ဒီလိုကြမလို့အေးအေးဒီလိုလားဘာကောင်းကြတော့ခေါင်းကြီးကြောက်တော့ဖို့ကလည်း
မယ်အခုသာပဲတိန်းတော့ကားနဲ့သွားပြီးပြန်လာလိမ့်မယ်သူ့လူတွေရှိတယ်တိန်းတော့ရှိရ ချင်းချင်းကသားတွေကြိုက် ဟုတ်လေပြောတယ်လေကွာအဲ့လိုမလုံးနဲ့နော် တော်ပြီတော်ပြီတော်ပြီတော့တော့ကြတယ်ကားနဲ့တော့ကြည့်ဖက်ထားလိုက်ဟိုဟာ လက်လျှော့ပြတာအကြောင်းတော့တင်လာတော့ဟုတ်ပါတောင်းတင်လာတော့ကိတ်တင်တော့ပေးနေတယ်ထားလိုက်တယ်ပြီးအောင်ထားလိုက်တယ်ဟမ်ပြေတော့လောက်တရားဘက်ကိုလောက်တာကောင်းပြီကြောင်းပြီကြိုက်ကြမတော့တော်ပြီအန်ကြီးတော်ပြီလောက်တယ်လောလာမမူပဲလည်းငါအကုန်လိုက်ရိုက်ပဲရှော့ ရိုက်မှာဆိုဒီနားမလာနဲ့ အပြောတဲ့စကားရှင်းရှင်းလေးဇွတ်မလုံးနဲ့ဟုတ်ပါနဲ့ ဟုတ်တယ်ရိုက်မှာဆိုဒီနားမလာနဲ့ ကိုကြီးပြောစကားအလုံးတော့ဟုတ်ကြပါတော့ဒီလဲဟုတ်တယ်လုံးရဲ့ဒီတဲ့တော့ဘာ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  အဲ့ဒါကောင်းတော့ပါလေ ဘာလို့ကိုယ်ကိုကြီးတပါးကိုခေါ်ပြီးတော့ လည်းပြောပြီးခဏစောင့်လိုက်ရင် ကိုကြီးတပါးကိုခေါ်ပြီးတော့ဘုန်းကြီးတပါးနဲ့တိုင်ပြီးတော့သူတို့အဲ့ဒါခေါင်းတယ်မဘယ်မှမဘူးဒီမှာခုလာတယ်ကိုကလူတို့ခဏလာတယ်ခင်ဗျားတို့ခေါ်ထားတယ်ခင်ဗျားတို့စကားပြောမှာခင်ဗျားတို့လာတာနဲ့သူတို့ဘက်ကလူကြီးလာတာနဲ့သူ့ကိုကျွန်တော်တို့ရက်ကွက်မှာတွေးထားတယ်ကျွန်တော်ရက်ကွက်ကောင်းကောင်းမတို့ကိုလေးလဲရောက်စော်ကားမရှိဘူးကျွန်တော်အဲ့လိုက်မှာခင်ဗျားဟိုဘက်ရောက်ပြီးမှဟိုဘက်ကနေပျောက်သွားလို့ဟိုကနေကျွန်တော်ကြီးရောက်လာကျွန်တော်တမှုပြသွားမယ် တို့ကောင်းမှုအပ်တယ်ဆိုတဲ့အကြောင်းပြီးပြီဒါပဲ သူနဲ့အတူပဲကိုလည်းကြိုင်လဲရတာပဲ ဘောတော့ဘောတော့သူ ဟုတ်တယ်နော် ခံစားပြီးတော့လည်းဒါပဲနော်အားလုံးလည်းခုနဖိနေတော့ သဘောပါ ဖွင့်ပေးတယ်အဲ့ဒါကောင်းတယ်ဆက်တော့ဖိနေဆက်ပြီးတော့ ဘုကတည်းကပြန်လာတယ် နေရာပြန်တော့ ဘယ်ရလဲ ဒီရောက်ကလမ်းရှိရလား ကွာဒီတော့ကျိုးမတုံဘာမှအပေါ်လည်းပြောတယ်ကွာဒီမှာလို့ဘာမကြောက်ဘူးဟုတ်လေတဲ့ခုနကဟိုအိုတိုင်းကြော်ထွက်သွားတယ်ဒီလိုပြောလို့ရပါမယ်ညမယ်ဒီမှာတဝင်းဘူးရှိရမယ်ဘယ်သူဖက်လဲဘယ်သူလာလဲဆိုတာသိရပါလားတဲ့တဲ့ဟိုဒီတိုင်းကျွန်တော်သွားအိမ်လို့ရပါဝင်လာ မို့လေကျွန်တော်သွားအိမ်လို့ရပါလား ဝင်လာထွက်တာကို ဒါပေမဲ့ကျွန်တော်တို့ကခုကြည့်တာလည်းပဲသိဒါတွေကဒီလိုလေးရှိနေတယ်ဆိုတော့သိတဲ့ခါကျွန်တော်တို့ကအစဆုံးတိုင်းလို့မရဘူးဟုတ်တယ်ဒါဆိုရှင်းပြောတယ်ဟုတ်တယ်အစဆုံးတိုင်းလို့မရဘူးဒါပေမဲ့ကျွန်တော်တို့သိတယ်ခဏလေးဘာလုပ်တယ်ကျွန်တော်တို့သိတယ်ဒါပဲတော့အဲ့တော့ကျွန်တော်ကောင်းမှုပြရတယ်ခင်ဗျဘာပဲလုပ်လို့ဟုတ်ရဲ့ဘိုးရဲ့ကျွန်တော်ကဒါပေမဲ့ကျွန်တော်အသိကြော်ရပါဆိုတဲ့အကြောင်းများကျွန်တော်တို့ပြည်သူတွေကခဏလုပ်တာသိတယ်ဆိုတော့ဒါပဲကျွန်တော်သိတာပဲသူ့ဘန်သူဘယ်ကနေလာလာဘယ်လိုလာလာ ဒါလည်းကျွန်တော်တို့တိုင်းလို့မရဘူးတိုင်းလို့လည်းမပြီးဘူးဘောက်ပြန်ထည့်လွန်မှာ သူတက်ကတိုင်းပြန်ဆက်လိုက်တန်ကနေတန်ဝင်ခံပြီးတော့အေး မထည့်နိုင်ဘူးရာရှိပြီတနတ်နဲ့ပြည့်ရင်ပြည့်ပြထည့်နိုင် ကြမှာမဟုတ်ကိုပြောမလို့တာလေးနေတယ် ဒီကနေ့ညမထည့်နိုင်ဘူး မထဲဘူးမနေ့ကမနေ့ကမှသူတို့ရဲ့လူကြီးလဲလာတိုင် အဲ့ဒါကလာကျင်လာခဲ့ဒီကနေ့ညလုံးဝမထည့်နိုင် ညတော့မထဲဘူးဒီကနေ့ညမထည့်နိုင်ဘူးမထည့်ဘူးစကားရများပါဘူးလူပါလားခွဲဒါသူတို့လင်းခွဲလေလာမဖြစ်လို့လားကိုနေရာကိုနေကြကိုနေရာကိုနေပါကိုနေရာကိုနေပါ ကြောက်ကြပါလေကိုနေကိုနေဖမ်းထားလို့ဘာဖြစ်တော့ နတ်နဲ့လာဘာလာပြည်သူလူထုနဲ့ဝိုင်း ဖမ်းထားလို့ လို့တော့ပြောရတုံးစစ်ပြီနော်ကောင်းစစ်ပြီကောင်းစစ်ပြီ ကိုလူတွေမှာတော့ဘူဝါစစ်တပ်ကတော့နှမ်းပါတယ်ဒါကခုနလိုအဲ့ဒီဒီထဲမှာကျွန်တော်တို့တာဒီလာဟုတ်လားအဲ့တော့သူတို့ရဌာနဆိုင်ရာလာပြီးကောင်းအောင်ပြောတယ်ကျွန်တော်တို့ကလည်းဘက်ကလေနောက်လာမှလာမလို့ဘူးဟုတ်ကဲ့
ရိုးရိုးပြည့်တယ်တော်တယ်ပြည့်လကားနေတယ်ခါမှာမရှိခရီးခါမှာအဲ့တော့ခရီးမခါဘူးတောက်ဖို့တယ်တော့အဲ့ဒါတက်ပတ်တွေကကြီးတော့နော်10ရောက်တော့ပေါ့ဗျာ9ရောက်နောက်စုခွဲလို့ရတယ်ပြေးလို့ဒီလိုတော့ကိုချက်ဘောဒီလိုကိုပြန်ခိုင်းလိုက်တော့လကားတွေပြန်ရပါပြန်ရပါနော်အခုလည်းပြောထားတယ်ကျွန်တော်ပြောမယ်ဖြစ်ကဟုတ်တယ်နော်ဟိုးဆိုလာပြည့်အကုန်လုံးသိကုန်အလကားအထိပ်ပဲမရှိပဲအသိမခံနိုင်ဘူးဟုတ်တယ်နော်အဲ့တော့10ရောက်တော့ပဲနေဟုတ်လားဒါလို့ရှိရင်သူတို့လာဆိုလို့ရှိရင်သိန်းထောင်လည်းရှိတယ်အဲ့လိုရတယ်ဟိုမှာသူတို့ကျွန်တော်ဒီရက်ွက်ထက်ကလူလည်းရှိတယ်နော်သူတဲ့တော့ဘာမှလည်းခေါ်ပြမဟုတ်ဘူးဒီအနားကြလည်းမလာဘူးဟုတ်တော့ကြတော့လာတောင်းတယ်ပြောမကောင်းဘူးဟမ်အဲ့တော့ကိုကဒီထိတ်ကဘာကခုတည်းနဲ့ခေးနော်သိချောနော်အဲ့တော့ဒေါသဖြစ်တာနော်သိချောလူကလုံးလုံးလွယ်တယ်ဘာလို့မှငါတို့ကျိုးတုပ်ပြီးသူ့ရိုက်တာတော့မင်းလည်းနွားကိုခလာလောက်တာနဲ့အချက်ကိုတတ်တာလည်းမတူဘူးလားဟုတ်တယ်မလားတူတဲ့လူပဲသူဘာကြောင့်မဖြစ်နေလဲကျွန်တော်လောက်တာငါတို့သိတယ်ပြောရမှပြန်လဲလိုက်ပြန်လို့မရဘူးဒီကပါမင်းမပုံပါပါတော့မင်းပုံပါတက်တယ်လားမင်းပုံတက်မလားလေဟာဒီကပုံကိုတဲရိုက်ပြီးတင်ကပ်ပြီးရိုက်မီဒီယာစိတ်ပြီးတာမီဒီယာတောက်လျှောက်တန်းပေါက်ကိုဒီဟိုရောပါမယ်နံပါတ် ကိုနေဟုတ်ဖက်ဟိုရိုက်ဟုတ်တယ်ဟာမင်းပါဘူးကောင်းပြီ ဘယ်က လာပြီးတင်းတော့ကဟုတ်တယ်ဟိုတရားကြီးတင်းတော့ကအဲ့လိုလုပ်ပါကွာအိတ်ထော်ရတယ်တင်းထောင်းကကိုညဘုံရတဲ့ဘယ်ဟုတ်ရပါဘူးကမှမဟုတ်ဘူးဘောလာလို့ရမှာလူကြီးတရားဟောပါဒီမှာကျွန်တော်ပြောရှင်းလေခဏတော့ခုဒါကျွန်တော်53နဲ့ပါဘူးဟုတ်လား53ယောက်ျားလေးကိုဟုတ်တယ်ဟုတ်ကဲ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့မင်းနာမည်ဆောင်းမလေးဘယ်တက်တက်တော့ဟုတ်ကဲ့ရတယ်လက်မှတ်ဟုတ်တို့တက်ကတော့မဟုတ်ဘူးကျွန်တော်တက်မှာလာတင်းနေဒီရတော့မဟုတ်ဘူးကျွန်တော်ကဒီရဟုတ်ကဲ့ကျွန်တော် तू က3ယောက်လာရဲအခု2ယောက်ကဘယ်ပြေးနေမှမသိရှာလို့မလို့ရက်ွက်ထဲမှာအခုတညလုံးလူတွေဒုက္ခရောက်နေတာဒါကြောင့်ဘယ်လိုကျွန်တော်ဘယ်လိုတာဝန်ယူရှိပြီလဲအခုသူတို့နဲ့ပါတဲ့လူတွေအားလုံးကကျွန်တော်စစ်ပြီးတော့စစ်ကြပြီစစ်လူဆုံးတယ်သိရမှာ तू ကအမှန်တမ်းပြောရင်ကိုကြီးကျွန်တော်တက်မှာလာတဲတဲ့အဖွဲ့ကျွန်တော်တော့မသိဘူးဆေးကြီး53လာခေါ်ကိုယ်လည်းခေါ်ရတယ်လာခေါ်ပြန်လေဟုတ်တယ်လို့ကိုယ်လည်းခေါ်သွားလိုက်လို့ဒီလိုပြေးပြေးလေးဖြစ်သွားပြီလို့ပြန်လေနောက်ပြဿနာကောင်းမှုစားပြန်လေကောင်းမှုစားပြန်လေအနာပါသေးဆိုပြီးနားတော်မှာလေးတို့လည်းမတော်ဘယ်တော့သိတာကိုမေးတာမဟုတ်ဘူးလို့ခဏလေးတို့မမေးမှာမင်းမမေးနဲ့ငါမေးပါမယ်ဟုတ်ပါဗျာဟုတ်ကဲ့ကျွန်တော်ရင်တက်ကပါဟုတ်ကဲ့နော်87တက်ကနော်ဟုတ်ကဲ့ဝင်တာ953ခွန်33နဲ့နော်ကျွန်တော်ကိုပိုင်နံပါတ်18932ဟုတ်ကဲ့နော်ကြီးနော်အော်ကြီးနော်ကျွန်တော်တို့ကဒါရှင်းချင်းပြောရင်အခုဒီလူလူရှိမှပြောတာဒါပေမဲ့ကျွန်တော်တို့ဥစ္စာတွေခင်ဗျားတို့သိတယ်ပတ်သက်26ကဟုတ်ကဲ့နော်ဒါဆိုဘူကြီးတို့သိတယ်ဟုတ်ကဲ့နော်ဒါပေမဲ့ကျွန်တော်ကပြည်သူဖြစ်သွားပြီဟုတ်ကဲ့နော်တက်ကထွက်တာလည်းကြာပြီဟုတ်ကဲ့နော်88ပြီးတော့ကျွန်တော်တက်ထဲကနေပြီးထွက်ပြီးတော့ရသားဘွားနဲ့နေတာဟုတ်ကဲ့ပါနော်ဒါရက်ကွက်ကျွန်တော်ရက်ကွက်ပါကျွန်တော်နေတယ်ပြီးတော့ဒါထဲမှာကျွန်တော်နေတယ်ဟုတ်ကဲ့ဒါပေမဲ့ဒီကလူအားလုံးကကျွန်တော်နဲ့ဒီမှာ230ကျော်30တော့ပြီးတော့တိုက်တန်းမှာနေခဲ့တာဟုတ်ကဲ့နော်အဲ့တော့ကျွန်တော်တို့ကဒါတက်ကပြောတယ်ကျွန်တော်လာပြီးတော့တက်ကဆိုလို့ကျွန်တော်တန်ရောစင်နဲ့လာမေးတာနော်ဟုတ်တယ်ဆိုရင်ကျွန်တော်ပြန်ထည့်ပေးမယ်လွှဲပြောင်းလက်ခံတဲ့ကောင်းမှုဆိုလက်ခံရရှိကြအောင်ဘိုးကြီးရဲ့ကိုပိုင်နံပါတ်2နော် PC နံပါတ်2နော်ဆက်သွယ်မဲ့ဖုန်းနံပါတ်တွေမှာကျွန်တော်ရေးပေးခဲ့ပါနော်ဒီကကိုသိန်းထုတ်အောင်နော်ဘာမှတော့ကျွန်တော်လည်းရမ်းသိတယ်ကျွန်တော်လည်းအိုးဘူသားအိုးဘူပါဖလိုက်တာမင်းကောင်ညီပဲဟုတ်မောင်လေးတို့ညီပဲအဲ့ဒါကြောင့်သူတို့နဲ့ရတယ်ကိုတဲ့ဘေးကဆင်းလာကြ
ကျွန်တော် ODS ODS နော်ဒီမှာစစ်စီလေးပြန်ရတဲ့တော့လုံးဟုတ်ကဲ့ နာမည်ကြီးပဲတဲ့တော့ ဟုတ်ဘိုးကြီးကဘိုးကြီးနာမည်လေးရယ်ဒီဝဲနာမည်လေးရယ်ဒီမှာနံပါတ်ဟုတ်ကဲ့ ရန်မဆန်နာပြပြရဒါကတော့သူ့ကိုဒီမှာကျွန်တော်တို့တွေ့ကြည့်တာကြီးပြန်လဲကောင်းမွန်တာဘိုးကြီးကအဲ့နိုင်မှာကြောင်းတယ် ငှက်ဘယ်လောက်ဖြစ်လဲ ကျန်နေမိုင်လေးချုပ်ပြီဆရာနည်းနည်းမိုင်လေးချုပ်ပြီမဟုတ်ဘူးမိုင်လေးချုပ်ရမှာမဟုတ်ရတယ်မရရအောင် ငှက်ဘယ်လောက်လဲ ကျန်နည်းနည်းမိုင်ချုပ်ပြီ 9နှစ်တင်း6 မင်းဘယ်လာပြီ ဟောလေကြီးပြောတာ ကြီး9နှစ်တင်း6 ဘာနဲ့ တင်း6 ဟုတ်ရတယ် ငှက်လိုက်လားကျွန်တော်သိတာတန်းမြင်းဆောင်ကြီး2000ပဲကျွန်တော်သိတာ ဟုတ်ကဲ့ဟုတ် နော်လုံးဝစိတ်ကြည့်နော် ဟုတ်ကဲ့ပါမရှိပါဘူးတော့ ဒါကတော့တယောက်ထိုးလိုက်ခင်ဗျားတို့50တော့50တော့တယောက်ထိုးလိုက်ဒါကျွန်တော်ကောင်းကိုတွဲပြောင်းပေးတယ်ဟုတ်ကဲ့ပါနော် ကျန်နေမဟုတ်ဟဲ့ငန်းကြီးရတော့ကျန်မိုင် မကျွန်တော်3လောက်ကျွန်တော် ချုပ်လိုက်ပါမချုပ်လိုက်ပါဘူးချုပ်ပေးလိုက်ဘာဝဲပြည့်ပြည့်ယုံကြည်တယ်မလားရိုက်ပေါ့ဘာဖြစ်တော့ဟုတ်တယ်ကိုမန်ကန်တာပဲဟုတ်ရိုက်ဘာဖြစ်တော့ ဟုတ်ကဲ့ ကဲတော့ပါနော် တယောက်နဲ့တယောက်ခုကတွေ့ပြီးပြောင်း ဒါပေမဲ့ဗျာခုကကြာဗျာတက်ကတော့စီကန်းတဲ့နေရာမှာဗျာဒါပြည်သူတွေရှားလဲရှိတယ်ဘုံတိုင်းမှာထွက်တင်တိုင်းထွက်လို့ကြတာလည်းမဟုတ်ဘူးအဲ့တော့တက်မှာလည်းစီကန်းလေးခင်ဗျားတို့ကြံချက်ပေးပါ ခေါင်းကပူပါတယ်နော် နော်အဝင်ထွက်လေးတွေနော် မိုက်ချုပ်ပါ နော်တောင်ဝန်ချက်ကြီးတို့ဘာတို့ပေါ့ဗျာခိမှုတို့ဘာတို့ ဆရာတခုမှမပြောနဲ့ပုံမှန်ကတစ်လေးလေးထုတ်ထားတာ ပြောမနေပါနဲ့တော့ ခဏလေးမေးလို့ရတယ်မေးလို့ရတယ် ပြောလို့မရဘူး မေးလို့ရတယ် ဒီတယောက်ကအပြေကိုထွက်ပြီးဆိုလို့ရှိရင်ခန်းသွားတာဒီကောင်းတဲ့သုံးလေးကဆရာတို့တက်ခဲနဲ့ထွက်သွားဆရာတို့မသိဘူးပေါ့ အမှန်တမ်းပြောရရင်သူကဒီမှာလာတဲတဲ့လူကျွန်တော်ဒီတက်ကမှာ မဟုတ်လို့ရှိရင်ဆရာခေါ် မခေါ်နဲ့သူ့တိုင်ရင်ကိုပဲလှုပ်ပေးမယ်ကျွန်တော်တို့လို့ သူတိုင်လို့ဗျာအဲ့လိုတိုင်ရင်သူတိုင်ရင်သူတိုင်ရင်ဝင်နေမှာ မေးပါမယ် ကိုလည်းကျွန်တော်အေးစေကျွန်တော်လည်းမန်လေးသားပဲကိုလည်းဒီမှာပဲကျွန် ကျွန် တော် တော်တို့ဆိုပြစ်သွားမှာခမင်းတို့အဲ့ဒါမျိုးလို့ အဲ့လိုတော့မရှိပါဘူးဗျာကိုလည်းတစ်ခါမပြီး နော်ကျွန်တော်တို့ဆိုပြစ်သွား ဆရာကြီးစိတ်မဆိုးနဲ့ မစိုးပါဘူးမစိုးပါဘူးပါဦးလေးကို ခင်ဗျာကြာဒီပုံမှန် ထွက်လို့မြန်သူကသူပြန်တယ်ကျွန်တော်ပြောပြီးတော့ခဏလို့ ဘာရရှိဘာရရှိဘာရရှိ အခုတို့ရေ တက်ကြကြီးလားဟုတ်ပါဘူး ပြောလိုက်ပါခဏကိုပြတောက်လေလက်ခံလိုက်ပါနော်ဘယ်လိုမှမဖြစ်နဲ့ ဘယ်တက်က 95လေးကလေ ငါကြီးကဆောပြောနားမထောင်ပဲသွားအိတ်နေ သူရေးငါ ဘာသာဖြည့်ရှင်းနေ ဖြစ်ရှင်းတဲ့ကြီးချက်ကွက်ကနောက်မှရှင်းတညာလုံးရှင်းလို့ရတယ် ဟုတ်ကဲ့ပါ တတ်တတ်မဲ့ဒုက္ခပေးနေတာနေမအိရရမယ် ဟောကျွန်တော်ဖုန်းပြီးဝင်လိုက်တော့ အဲ့ဒါဖုန်းနံပါတ်ရေးလို့ပြောတာဖုန်းနံပါတ်ရေးလိုက်နော် ဆရာကမှပြောလိုက်ဘယ်တက်ကပါညာဆိုတွင်းတက်လက်ပြောရ ကိုင်လိုက်ပါဆရာဖုန်းလာတာကိုင်လိုက်အိတ်ဆက်ကိုင်လိုက် ဟောရမို့ကျွန်တော် ဆရာဖုန်းလာတာကိုင်လိုက်ပါဘာဖြစ်လို့ ကိုလည်းနာမည်လေးဘယ်လို ကျွန်တော်အောင်ကျုံ ငင်းသားတက်ကြကြီးလားဟုတ်လား ဟမ် ဆရာဘိုးကြီးလေ အေး ဘိုးကြီးငင်းသား သူတို့ခုနလာတော့ဆရာကခရင်မပုတ်ဘဲနဲ့သူတို့လာရတာ ကိုကစီကမ်းမရှိပဲနဲ့စီကမ်းနဲ့ထုတ်ဘူးလေ ကိုကြီးကကျွန်တော်တို့ကဒီ စီမရှိကမ်းမရှိ ကျွန်တော်တို့ဒီမှာတဲနေဦးလေးလက်မှတ်ထိုးကျွန်တော်တို့က အေးထိုးမယ် ပြီးရင်ကိုကလူလက်မှတ်ထိုးလိုက်ကျွန်တော်တက်ကကြအခုလမ်းတွင်းလေးတွေပါမတဲရတော့ကိုကြီးဟိုလာတဲ့ငါလူက ဒါပတိလေ တောင်းဘယ်ရဖြစ်ကျွန်တော်တို့တက်မှာတဲတယ်အဲ့လိုမျိုးတဲပြီးသူတို့ထွက်သွားရင်ကျွန်တော်တို့မှာမသိလိုက်ဘူး မနေ့သူတို့ထွက်လာတယ် တက်ကထွက်တာဂိမ်းလုံးငိမ်းမရှိဘူး တချို့ကဒီကောင်တွေကတောက်တဲ့ကောင်တွေခိုးထွက်တာတွေရှိတော့ ခိုးထွက်တာ အဲ့ဒါဟောတော့ ဒါပြောတာ စင်းသားလို့ကိုမရဘူး ဟို၄၅ခွန်အရာဘွေးလေးလည်းပြောနေတာ အဲ့လိုခိုးထွက်ပြီးဒီလိုလုပ်ကြနေတာပဲ ဟုတ်တယ် အဲ့ဒါကိုတေချာသိမ်းတာပဲ အားလုံးလည်းမန်းလေးသားပဲသိလား ကဲဟုတ်ပါပြီ လို့ပြောတာပဲခိုးထွက်တာ နော် စစ်စနီးတဲ့ဆရာဖုန်းကိုင်လိုက်အောင်အေးစိတ်ကူးတယ်တဲ့ ဆိုရဘယ်လိုခုနခိုးထွက်တယ် ထုတ်ထားတာဆရာပြေခါမှာကြောက်တယ် ကောင်းမှာ ဆရာခဏကြဲပါကွာသူ့ထိခိုက်လိုက် ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်တယ်လေ လာမခေါ်တော့မှာသူ ခဏပဲရတော့တည်းစားတော့ပြပေးမယ်တန်ထည့်ပေးမယ်ရမယ်ဘူးမှမသိဘူးဘူးမှမသိဘူးရချင်းဘယ်လိုတော့ရလဲ ဒါမျိုးဒုက္ခပေးသွားတာ တော့မြင်အောင်မြင်ဘူး ဟုတ်တယ်အဲ့ဒါမလို့ တို့ကလက်ဆက်မှာတာကျွန်တော်မှလူပြန်ကြည့်ပြီးတော့ကျွန်တော်တို့ဒီမှာအိမ်အောင်ပြောင်းနေလို့ပါအများကြီးပဲတဲနေအဲ့တော့ခုမှသူ့မြင်ဘူးဟောရတယ် အဲ့ပေါ်ကကိုချိုးတွေလာ မခေါ်သွားဝဲနဲ့နေပြစ်မလားလွတ်ပေးတာမဟုတ်ဘူးလေမဟုတ်အဲ့ဒါကြောင့်မလို့သဘောတရားလို့မပြောနဲ့မခေါ်သွားဝဲနေဖြစ်နေ မဖြစ်ဘူးအဲ့ဒါ အဲ့ဒါခေါ်သွားမဟုတ်မခေါ်သွားဝဲနေဖြစ်တယ်ဟာကကျွန်တော်စောင့်ရှောက်ထားမှာဒီကောင်
那么哪来的呢？俺都快乐嘛，老郑老定老定啊，快乐嘛，讲。နောက်တစ်ခုကဘိုးကြီးတဲ့ငွေကြီးတဲ့ စစ်တပ်ပေါ်ပြောထားတယ်ကျွန်တော်တို့ပြောတယ် နော်မလာနဲ့တော့ငါတို့ဒီမှာဘာသာပေါင်းစုံရှိတယ် ဟုတ်တယ်မလားအဲ့ဒါသိရ ရမှာရ ကျောင်းရမှာလေ တက်နာမည်ပြတယ်ဗျာခဲလို့ကျွန်တော်မယ်ဟုတ်ကဲ့တက်နာမည်ပြတယ်ကျွန်တော်ညီတွေကတက်က ဘိုးကြီး तू ကဘယ်ကမိတ်လားလား ပြောတာမကြိုက်ဘူး မိတ်လားတိုင်းနံပါတ်ကလေးပဲကျွန်တော်ပေးခဲ့ပါဦးကျွန်တော်လည်းပြန်လာပါပြင်ကျွန်တော်တရင်းနဲ့လှမ်းကြောင်းကြမယ်တထပါတိဟာတော့ထပါဒီကောကိုပိုင်တိုင်းရအော်ခုနကတိုင်းရကိုလည်းလှမ်းကြောင်းကြမယ်တထပါတိအတက်ထင်းနဲ့တော့ တက်ကငကတ်တွေပါလေဟုတ်လို့ရတယ် အမကြီးကဒီကိစ္စတက်တူးတွေလည်းထိုးလို့ထိုးနေပါလေမဟုတ်ဘူးပြောမလို့တက်ကဟိုပြော ကျွန်တော်သူပြောတယ်ကျွန်တော်ပြောမယ်အရာရှိတော်နှစ်ပေါင်းနဲ့ ဘာလို့ဒီမှာရေးပြီးတာ အပြည့်ထက်တော့တက်တယ်တက်တဲ့ကတော့နှစ်ပေါင်းချွတ်ထားတယ် ကိုကိုကြိုက်တယ် ဒါရှင်းရှင်းပြောတာ အဲ့မှာကိုယ်ကပြတ်တာရ ခင်ဗျားသိရစစ်တပ်ကအဲ့လိုခုမောအဲ့လိုကူအဲ့လို နေနေလည်း ဟုတ်ပါဘူးကျွန်တော်ကကိုကြီးတို့မှန်ပဲခုမှမြင်ဘူးလားသူကတဲတော့တဲတာကျွန်တော်တို့လည်းကျွန်တော်တို့လုံး အခွေးရမမြင်ဘူးပဲလေ မမြင်ဘူးပဲမခေါ်သွားနဲ့လို့ပြောနေရခင်ဗျခဏခဏပြောတယ်မမြင်ဘူးကျွန်တော်တိုက်တကနေဒါလာပြောတယ်မခေါ်သွားနဲ့တပတ်ကခေါ်ရမယ်တော့မထဲနဲ့မထဲနဲ့မထဲဘူးမထဲမကြည့်နဲ့ရအဲ့လိုရှောက်မပြောသူတက်တက်မခံဘူးပြောတယ်ခဏခဏ ထိုင်ခဏလို့ခင်ဗျာထိုင် တက်မခံဘူးကိုပိုင် သူကကုန်တော့မသိနိုင်ဘူးညာကျွန်တော်ပြောတာ ခေါ်သွားမှာတက်ပြီးပြည့်ပြပါတော့ဒီကောင်တိုင်းအောင်ပြန်ပြောပါမယ် ကျွန်တော်ပြောတာအားတော့ရှိတယ်လေ အားတို့ပြောထားပြီးတော့ကိုတို့ဘာလုံးပါတော့ဟုတ်တယ်ကိုတို့ဒီမှာနိုင်လည်းလွင့်ပြီးနဲ့အရေးကြီးတဲ့လူတွေ့ရင်တက်ပြီ လိမ့်စားလည်းယူပြီးတော့ ပြောမယ်ဗျာခင်ဗျားတို့ရက်ွက်ထဲမှာ အမလည်းလုံးလို့မရဟုတ်တယ်မလား ခေါ်သွားခိုင်းလိုက်တော့ ကျွန်တော်ပြောနားထောင် ဒီလားဘာမှမလုပ်တဲ့ပြဿနာဒီရက်တော့လုံးနေတာလည်းအကုန်လုံး နားထောင်ပဲခင်ဗျားတို့ရက်တာမဟုတ်ကြဘူး ကိုယ်ကလည်းယူပြီးသွားတယ်ဟုတ်တယ်နော် မိတ်တီလာကိုပို့ပါ အော်ပရေးရှင်းတော့ငါလာပြောတယ်အော်ပရေးရှင်းတော့လေ အဲ့ဒါမိတ်တီလာမနေ့ပဲလို့မိတ်တီလာကိုမထဲသူလူလူကနေပြီးမိတ်တီလာပို့လိုက်မယ်ရလားရှင်းလားဘာလို့လဲတက်ပြောတယ်ဆိုမိတ်တီလာမထဲနဲ့ အော်ပရေးရှင်းမင်းတို့က မထဲနဲ့မထဲနဲ့ မင်းတို့သိလားဟုတ်တယ်ကျွန်တော်တို့ကလည်း ဘာလို့စကားကိုဘယ်လဲကတော့ပြောပေးပါလားပေးပါပေးဘူးကွာရုံတန်းရုံတန်းလေးပြောကြတယ်ဟုတ်ကဲ့ရဒါလည်းမဖြစ်စေချင်ဘူးမမကျွန်တော်ပြောမယ်ဗျာခင်ဗျားတို့လုံးသားထောင်ကြည့် ညာတဲ့အချိန်ကတော့ သူ့ကိုခင်ဗျားဒီတိုင်းထားမယ်ခင်ဗျားတို့ညာတိုင်းဒီလိုလူလာမယ်ဒီလိုရှုပ်နေမယ်သူဘက်ကဒီဘိုးကြီးကိုယ်တိုင်ကသူ့ဘက်ကသူ့ရဲ့ကိုပိုင်နာမည်နဲ့သူ့ရဲ့အုပ်တော်သူအမခံချက်ကြောင့်သူအားလုံးရေးပေးတယ်ဟုတ်တယ်နော်သူ95ဆိုသူ့ကိုထည့်ပေးတယ်ဒီတယောက်ခေါ်ကနောက်နေ့တယောက်လွတ်တော့အေးနောက်နေ့လာလို့ရှင်တော့ ဆရာပဲရောက်တော့ဆရာ စိတ်မဆိုးချေပေါ့နော် ဒါတော့ဘုရားပဲ ကိုနောက်ရဲလည်းမလာနဲ့ကိုနားလည်းမကိုကိုခိုင်းလည်းမတော့ ခင်ဗျာတူကတာကိုလုံးသိဖို့တော့ပါလားမလားရ ဆက်လို့ဟုတ်ဆက်လို့ မင်းလည်းဗုဒ္ဓဘာသာမလား ခင်ဗျာရက်ကအကြောက်ပါလို့အဲ့တော့တစ်30နေလား ရှင်းတယ်နော် သိရဖေးပါလေမိသားစုရှာလို့တော့ဘယ်တော့သိလားပြောရှင်းနော်တစ်30နေလားမသိနိုင်ဘူးလေတော့ဘယ်တော့ပဲသိမလဲဒါရှင်းလားပြောတာ ကိုစစ်စားတော့ပြောတော့စိတ်ပြောင်းငါပြေးလာမှကျော်ရောက်တယ်မှာအိုးဘောကကြီးတော့ကတော့ဟုတ်တယ်ဘယ်လိုမျိုးလဲပြီးတာ ညတော့မှကြည့်တော့တော့နေတဲ့အတွက်ကိုတိုင်းနေတာပါ ကလေးကြီးကကလေးကြီးလာခေါ်ကြတာဒါပဲရှင်းရှင်းလေးပဲတုတ်တက်ရေးကိုအာ ဟာခင်ဗျာသွားမှာလား ချီရမယ်မင်းတို့တဲသွားတော့ဘာဖြစ်တုံဗျာဟဲ့ဒီလိုကောင်ရက်ွက်လာဒုက္ခပဲတဲသွားတယ်မှသိဗျာခင်ဗျာလေစစ်သားဗျာဒုက္ခပေးမပိုးအောင်ဟာတို့စစ်သား ဘာလို့လဲ တောင်းဝင်နေတာရက်ွက်ကိုပြီးတာမသိတာဟာကျွန်တော်မသိပါဘူးကျောင်းရက်ွက်ပဲပြီးတော့ဒီကောင်မဟုတ်ပါဘူးဒီချိန်ဝင်လို့ရလားစစ်သားမရပါဘူးမင်းတို့နေရာတကတော့မင်းတို့ပြစ်လာပေါ့ဗျာ မင်းကမနဲ့မှာခရင်းတော့တယ်နဲ့အာမတောင်းပါလေဘာလို့လဲဘွေးတောင်းပါလေဒီနေ့နဲ့အာမလို့ရတယ်ဘောဘာလို့လဲဒီကောင်မထဲရတော့လာလားအေးဟုတ်ဟာပြည်သူလူထုမေးဟဲ့မအားပြည်သူလူထုမေးဟဲ့နေအားလုံးလက်တက်ခံလာရ တန်းစီခံ ချိထားလိုက်အဲ့ထားလိုက်ဗျာမနေ့မှချိထားလိုက်နဲ့မှချိထားလိုက်မနေ့မှချိထားလိုက်ချိထားလိုက်ချိထားလိုက်နေဘူးလက်ကြလာတော့ မဘူးခြေထားမှာဒိုးရက်ွက်ကိုမီးလာရှို့လာလား ဘိုးကြီးသူ့ဘာရောက်လာတော့ ဘိုးကြီးပေါ့ခြေထားလိုက် ခြေထားထွက်လိုက်ထွက်လိုက်နားလည်းပြည့်ပေါင်းလိုက် အခုကဘယ်သူမှမရောက် မယုံနဲ့ကြတယ်ရောင်းမလာတော့မနဲ့ကြတော့လာခေါ်လိုက်မ
နေ့ကျတော့လာခွက်လာမနေ့ကျမှလာခွက်မနေ့ကျမှအဲ့ဒါမနေ့ကျခေါ်လိုက်မယ်မနေ့ကျမှလာခွက်အဲ့ဒါပူကောင်းတယ်ဟုတ်တယ်ကဲဟုတ်သိကြလိုက်ကြတယ်ဘိုးကြီးတို့ဘာမှမလုပ်ဘူးဟုတ်ကဲ့သိကြသိကြလိုက်ကြတယ်ဟုတ်တယ်ဘာမှမခေါ်တယ်လည်းကြောင်းမင်းတို့တိုင်ရင်မှုဆိုတဲ့ကောင်ခေါ်ဘိုးကြီးတို့နော်ကပ်ပါမင်းတို့ဒုက္ခလာပေးတာနော်စီးပြီးတယ်မင်းတို့ဟုတ်မရှိဘူးပြီးရင်ကတော့တန်းနဲ့လာဖြစ်တာမင်းတို့ဟုတ်ပါဘူးတော့မှလာလို့ရှိရင်မလဲလူကလဲနေပါလားဟုတ်တယ်မမယ်တော့ပါလို့စစ်တပ်ကိုခေါ်အဘကတိုင်ရွာနေကြဘာလုံးမရဘူးဒီစင်းနဲ့ခြိတက်လိုက်ကောင်းကောင်းခြိကြဟုတ်တယ်တာဝန်ရှိအောင်လက်ရှိတာဝန်ရှိတာဟုတ်တယ်ဒီဟာတရားမြောက်တာဝန်ယူခဲ့လိုက်ပေါ့ကွာဘာမှမကြည့်အောင်လို့ तू ကဟုတ်တယ်မနေ့ကခေါ်တော့မနေ့ကကျွန်တော်တာဝန်စိတ်ကြလက်တွေဘာမှမလုပ်ဘူးအဲ့လိုပဲကောင်းပါတယ်ဒီပြီးတော့ဒါလည်းကကိုဘုရားမှလည်းခုတာဝန်ကြီးကြီးနေလို့လောက်အောင်ကိုဆိုမနေ့ပါတာခေါ်သွားလိုက်တော့မသိတော့ဘုရားတိုင်းကိုအခုဘာလို့ကျွန်တော်တခုပြောမယ်ခဏလေးအခုမထဲကျင်တဲ့လူတွေအားလုံးခေါ်လိုက်ကျွန်တော်ပြောလိုက်ရှင်းနေတယ်ဘယ်သူတောင်းဝင်ယူမှာသူ့ရဲ့ဥစ္စာခဏလေးလာရိုက်တဲ့ပြဿနာရှင်းနေရဟယ်လိုခဏလေးပေးလိုက်ဘူးတရားမှာပါတဲ့အနေသားမှာဘာမှခဏလေးနားမှာလေးအဲ့ဒါလေးပြောတာလေးဟောခင်ဗျားတို့စစ်တဲ့ဘက်ကမဟုတ်ဘူးတော့မပေးနိုင်ဘူးမပေးနိုင်ရင်ကြောက်ကြည့်တော့ခင်ဗျားပို့လိုက်မယ်ခင်ဗျားလည်းနောက်တော့လာမယ်ပြဿနာအများကြီးရှိတယ်ခင်ဗျားတို့မြင်တာဖြစ်တယ်ရေးကြည့်တယ်လူသူ့ရဲ့အထက်ကအစ်စ်နေတယ်ဟုတ်တနာတွေပါမတူလားငါပြောပြမယ်ဟုတ်တယ်လက်ပြီးတော့ဆူလိုက်ခဏလေးခဏလေးကျွန်တော်အပေါ်မှာပေါ်လိုက်လေကောင်းလားချင်းချင်းပြမလာနဲ့ညညနဲ့ဘာလို့မလာမပတ်သေးထားတာတားရရှိတယ်ဟုတ်ဒါဆိုတော့ခဏစေရတော့တိုင်းတယ်အဲ့ဒါထားတယ်လည်းပြည့်တယ်ဟုတ်ကဲ့တော့ဘူးလို့ကျွန်တော်တို့ဆိုရပြည့်အဲ့ဒါတော့လည်းဘူးအမီးတော့ခဏတော့ဘယ်လိုလုပ်ပေးလိုက်ပါပေးလိုက်မှာဒီလိုတိုင်းမှာတိုင်းနဲ့ခေါ်နေပြီလေမင်းတို့ပေးလိုက်ပြောတယ်ရှုပ်သွားမယ်တော့လူသူလူဝဲနဲ့လက်တွေဝင်ရှုပ်လာပြီလို့ပြောမယ်တိုင်းကိုခေါ်နေတယ်ဒါမှတိုင်းနဲ့လာတော့ဘယ်လိုလဲဘယ်လိုလဲဟောတော့ပြောင်းပဲဟောတော့အားလုံးမရှုပ်ဘူးနေအကြောင်းကစစ်သားတယောက်ရပ်ပတ်တယ်ချင်းဘူးလေဟုတ်လားကောလို့ရမ်းမရိုင်းနာဆိုရင်ဒီနာမကန့်နဲ့ရဲလည်းမရိုင်းရိုင်းလည်းမရိုင်းမလွတ်နဲ့ခဏလေးဒီလေးဟုတ်တယ်လေဘာသိကြခဏလေးပတ်သူကတိုင်းတယ်မဟုတ်ဘူးအားပဲဘာမှမဟုတ်ဘူးဆရာတို့ကမိတ်ဒီလားကျွန်တော်အဲ့ဒါမှားတော့ကိုကြီးကနားတော့ကျွန်တော်ကအမှန်နဲ့ပြောရရင်ကျွန်တော်ကဒီချက်ကဟုတ်တယ်သူကကြတော့တင်လန်းဆင်းပြီးတော့တက်ပြောင်းအဲ့လိုလာတဲ့အတွက်လည်းအဲ့ဒီအတွက်ကျွန်တော်ကလည်းကျွန်တော်တက်လုံးနဲ့သူ့ကိုအများကြီးစစ်နိုင်အဲ့တော့ပဲကျွန်တော်ကဘူးထွက်သွားအဲ့တော့ကျွန်တော်ကတက်တယ်ဆိုတာတစ်ဖက်ကစစ်ထောင်ပါစစ်တယ်ကျွန်တော်ကတော့ပဲတော့အဲ့စစ်ထောင်ပါစစ်ထောင်မှန်တယ်ပြောကိုကြီးနဲ့ထုတ်တယ်တော့တိုင်းတစ်ဖက်ကဟိုကျရင်ကြောင်ကြစစ်ထောင်ပြတယ်ကျွန်တော်တို့တက်ကလည်းညာလေးပဲဆိုကိုကြီးနဲ့ချင်းမျိုးတူတူပဲမနေ့ဆက်ပြောမယ်ကျွန်တော်တို့ကဘုမလို့ဘုံမှာဒီလိုဒီစစ်ရတယ်ဥမာခုဒါကြောင့်ကြောင်ပါသားကြောင်ဒီတော့ဘိုးကနဲ့တန်းတယ်ဘိုးနဲ့ချုပ်တယ်မှာဘိုးနဲ့ချုပ်ရတယ်ကိုရောက်ရင်သူ့အပြည့်တိုင်းဘိုးကလည်းကောင်းကောင်းအဲ့လိုဟုတ်ဘူးလေဆရာကြီးနောက်တစ်ခုကသူနဲ့လာတာသူတစ်ခါကတော့3ယောက်ပဲရောက်ပြီကိုတေးလုံးတို့လည်းလိုက်ကြည့်လို့ရတယ်သူတို့ယူကိုကျွန်တော်လူသိပြီအဲဒီမှာသင်ရဲကိုစင်းနေရှိပြီရောက်သွားဟဲ့ရောက်တက်ထဲကိုသွားပြီးဟုတ်တရားတာကျွန်တော်ကအဲ့လိုကျွန်တော်တို့က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 ကျွန်
စိတ်ကြပါငါရေးတာတော့ဘာမှမဖြစ်ဟင် ။အကိစ္စလည်းအပြင်ဒီလိုချိန်ဆက်ပါ ပြောတာတော့ရဲတောက်တာရဲတောက်တာလေရဲတောက် ။ရက်ချန်တော့ဘို့ထဲမှာဝင်တော့ဝဲတော့လို့ပြောလိုက်တာ။ တဲ့ကြတော့မရအောင် အပြင်ကဒီမှာကြောက်လို့ဝမ်းမို့ ဆရာကမသိအောင်ထွက်တယ်ရှိပါတယ် ။ဘာလို့ဝမ်းမို့ကပြရတယ်ကလည်းလို့ တစ်စီကပြတယ်ဒီလိုတော်တော်ညီတွေကတက်ကြတယ်လို့စီကမယ်ခဲဒီလိုဝမ်းမို့တယ်တုံးမတော့ရတယ်တဲ့ဒီလိုပြောတာမကောင်း ဝမ်းမို့လည်းကျတော့တနက်နဲ့ပြစ်တာ။ကျတော့စတားတယ်ပြီးတော့ခဏတော့ကိုယ့်ကိုနိုင်အောင်ထိနိုင်ဘူးလား ခဏခုခေါ်သွားရောအဲ့တော့ရှင်းပလိုက်စစ်သားကငါတို့အမကန်လို့မရဘူးစစ်သားစစ်မ ။ စစ်ခဲ တော့ တောင်း လွယ်လိုက်ကြတာဘာလို့လဲသိလား သူစစ်သားဘာလို့ခဲတောင်းဝင်ပြီခုနမတီးဘူးဆိုကနေ တင်တန်းသားသူပါ ။နင်တို့အမှန်ဆိုနင်တို့ကဒီအမှုဒီလိုမျိုးပုံမှန်ဆိုတော့တို့ကပိုးတော့နားလဲရအောင်ပါ။နော်ခဏလေး။ဒီလိုပြောပါလေဒီလိုမျိုးဒီမှာည7နာရီမှာစတော့ထုတ်တာတို့ပြောလေ ခဲတို့တင်တန်းကိုအုပ်ချုပ်နေဆရာပြီခဲနေတင်တန်းပေးနေဆရာပြီလို့ တင်တန်းဆင်းလာ တင်တန်းကိုပို့ချပေးနေဆရာပြီလို့ မင်းတို့မို့ပြရှိဘက အဲ့ဆရာဦးလန့်ကြောက်ကြတယ်ဗျာဆရာတပည့်ဒီမှာ အဲ့ဆရာလည်းပြောထားပြီ ပြောထားလို့မရဘူးအမရဆရာတို့လိုက်လာရင်တိတ် ကို ကို ကြတော့ဝေးတယ်ဒီ ။အော်ခဲတော့လာတော့ဝယ်သေးရကြသူတို့ဒီမှာရောက်တော့လာဘူးလားပါလေ။လိုက်ကြပါလား။ လာခေါ်ပေးမှမလားကြမှာလေ ဟုတ်ကဲ့ညာဘေးကြတော့ကျွန်တော်လေ ဒါပေမဲ့ဆရာမဟုတ်တဲ့ဖွဲ့ရှင်တွေ ခွာရရတရားနိုင်ကိုရ ဒီပြရှိတယ်ဟုတ်တယ်ဗျအဲ့ဒီဘောကအားနာတယ်အများအားနာတယ်တင် မျိုးမင်း တန်းမှုရှိရတယ်တင်တန်းမှု ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ကျွန်တော်လေကိုပြီးပြီးသွားလုံခြုံမှုကိုလုံးမယူ မှန်ပါတယ် အဲ့ပွဲတော့ဘူး တင်တန်းမှုတော့မရှိဘူးဆိုမှမရဘူး လာရမကောင်း ရဲ့ကျန်တာဘာမှမရှိဘူးနောက်ဆက်ပဲပါပြည့်နေ နားကြမှာလို့ ပြည့်နေနော်ဒီကကျွန်တော်တို့ခင်ဗျားတို့ဆန္ဒကိုလည်းလက်ခံပါနော် လွယ်လွယ်တော့မရဘူးဆိုတာမှတ်တာလားဟုတ်လွယ်လွယ်နဲ့တော့ ဘယ်ချိန်မှာပြီးတော့ကို လွယ်လွယ်နဲ့တော့လာမခေါ်နဲ့လို့နောက်လည်းမလာပါဘူးနဲ့တော့လာမခေါ်နဲ့နော်နောက်လည်းမလာပါနဲ့လူဝင်လေခဏလေးအောင်ကွာဟုတ်တယ်မင်းတို့ခဏပြောတော့မြအခုသူ့ဘယ်သူတောင်းရမင်းတို့ကတော့ရှက်မတော်နဲ့မလောက်ပါနဲ့လို့ပြောတာမင်းတို့မျက်စိကြီးအခုဟိုအကုန်ကြည့်သွားပြီမင်းတို့တစ်ခုကဟိုတခုပြောလိုက်မယ်အခုလူစုလူဝေးတဲ့ရုံးတဲ့စစ်တပ်ကဝေးလာတယ်လို့ပြဿနာဖြစ်ပါပြီမလို့နေမှာနော် လူတွေကဘာမှမလုပ်နဲ့ပြန်လာဆက်သွားလိမ့် လူတွေလေးကိုပဲစစ်တပ်ကဝေးလာတယ်အဲ့ဒါကမှ ဘာမှမလုပ်နဲ့ဘာမှမလုပ်နဲ့ဘာမှမလုပ်နဲ့သူဘာမှမလုပ် သူ့ကိုလက်ပြီးကြောင်းကြပါဘာမှမလုပ်နဲ့ နောက်မှလို့တော့ကြရုံဖြစ်တယ်ပြောတယ် ဘာမှမလုပ်နဲ့လက်နဲ့ကိုမထီးနဲ့ဘာမှကိုမလုပ်နဲ့နော်ဖြစ်သွားရင်မကောင်းဘူးကွာထိုင်လိုက်ထိုင်လိုက်မဟုတ်ဟုတ်ဘယ်လိုရ အဲ့တော့လုံးချင်တော့လို့ချင်မှာလုံးစားရအများကြီး ထိုင်နေလို့ပြီ ထိုင်အောက်ချပြီးထိုင်လိုက်ထိုင်လိုက် ဘာလို့မလုပ်ဆိုမထိုင်လဲခဏတော့လာမလားတနာလဲဆိုခဏတော့ထိုင်ပါလားခင်ဗျားတို့မထိုင်ဘူးမရှုံတော့ပြီရှုံးလိုက်အဲ့ဒါလိုက်တော့အကိုင်းလဲတော့ ဘုံဘာမှမလုပ်နဲ့ကြီးတယ်နော်ဟိုပြန်လိုက်ရှုပ်ပြန်လို့ရပြန်လိုက်တော့ပြန်လိုက်တော့ပြန်လိုက်တော့ပြန်လို့ရပြန်လို့ရပြန်လို့ရအကုန်ပြန်လိုက်တော့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 နော်ဘာမှမလုပ်နဲ့ပြန်လိုက်တော့ပြန်လိုက်တော့ဘုံဘာမှတော့မလုပ်ချင်နဲ့ပြန်လာတတ်တော့ဖြစ်သွားရင်အကုန်ပေးပါလားဟုတ်တယ်ဟုတ်တယ်သူတို့လူတူဘာဖြစ်လာလဲဇလန်ရှုပ်လာ တို့လူကိုတင်ရပြစ်လာမှာမင်းတို့ပြစ်လာရင်အေးမှာ သူတို့ဖြစ်ရှင်လို့ဒီလိုဖြစ်သွားတာတော့မလုပ်နဲ့နော်ဘာမှမလုပ်ချင်နဲ့ဘယ်သူမှဘာမှမလုပ်ချင်နဲ့လုံးတဲ့လူဖမ်းပြီးရဲထဲပို့လိုက်နော်အားကြောင့်တော့လုံးတဲ့လူဖမ်းပြီးရဲထဲပို့လိုက်ဟုတ်တယ်နော်ဘယ်သူမှဘာမှမလုပ်ချင်နဲ့ဟုတ်ပြီโอเคကိုတောင်းကိုပြန်ဟုတ်တယ်ကိုပြောလိုက်နော်အဲ့ဒါမရှိပါဘူးကိုရှောက်သွားလိမ့်မယ်